ကျွန်တော်တို့ဒီ9နှစ်တင်မကလာမဲ့9နှစ်10နှစ်15နှစ်နိုင်ငံကိုဥဆောင်သွားဖို့ကျွန်တော်တို့စဉ်းစားထားတယ်ပြီးရင်ကျွန်တော်တို့ rolling party အဖြစ်ရပ်တည်ပြီးတော့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးတွေကိုစိုက်လက်မတက်လှုပ်သွားဖို့ကျွန်တော်တို့တန်ထိပ်တန်ချထားတယ်မင်္ဂလာပါရှင်ဒီကနေ့မြန်မာနိုင်ငံရေးလောကမှာအတော်လေးကိုပွက်လောရိုက်သွားစေတဲ့သတင်းတပုတ်ကတော့ကြံခိုင်ရေးပါတီရဲ့ထိပ်သီးခေါင်းဆောင်တဦးဖြစ်တဲ့ဦးလှဆွေဘူးလက်လှဆွေရဲ့ဖျောက်ချချက်ပဲဖြစ်ပါတယ်။သူကတော့ကြံခိုင်ရေးပါတီဟာရှေ့လာမယ့်15နှစ်အထိအာဏာရပါတီဖြစ်ဆက်လက်အုပ်ချုပ်သွားဖို့ရည်မှန်းထားတယ်လို့စစ်တပ်ကလည်းနိုင်ငံရေးကဖယ်ရှားဖို့အစီအစဉ်မရှိဘူးလို့အတိအလင်းပြောကြားလိုက်ပါတယ်။ဒီပြောကြားချက်ကလက်ရှိမြန်မာနိုင်ငံရဲ့အပြောင်းလဲကိုမျှော်လင့်နေတဲ့ပြည်သူလေးအကောက်ဘဲလို့အတိပဲဆောင်တယ်လေ။တကယ်ပဲ15နှစ်ထပ်အုပ်ချုပ်ဖို့ဖြစ်နိုင်ပါမလားဆိုတာကိုအခုမိနစ်20စာအစီအစဉ်မှာအသေးစိတ်သုံးသပ်တင်ပြသွားပါမယ်။မလ19ရက်နေ့ရန်ကုန်မြို့မှာပြုလုပ်တဲ့ပြည်သူ့လူထုအစည်းအဝေးကိုလာတက်စေမှာဦးလှဆွေက BBC နဲ့ VOM သတင်းဌာနတွေကိုပြောကြားခဲ့တာပါ။သူ့ရဲ့စကားထဲမှာအထူးအချက်2ချက်ပါဝင်ပါတယ်။15နှစ်အုပ်ချုပ်ရေးစီမံကိန်းသူကဒီ9နှစ်တည်းမကပဲလာမယ့်10နှစ်15နှစ်အထိနိုင်ငံကို ruling party အဖြစ်ဦးဆောင်သွားဖို့တန်နိထန်ချထားတယ်လို့ဆိုပါတယ်။ဒါဟာကြံခိုင်ရေးပါတီအနေနဲ့ရေရှည်အာဏာတည်မြဲရေးကိုပြင်ဆင်နေလာကိုပြသနေလာပါ။နှစ်စစ်တပ်25ရာခိုင်နှုန်းမရှိမဖြစ်လွှတ်တော်တွေကစစ်တပ်ကိုစားလှယ်လေးနာပတ်သက်လို့တမတော်သားတွေရဲ့အငွေအတက်ခ25ရာခိုင်နှုန်းရှိနေဦးမှာပဲဒါကိုဖယ်ရှားဖို့မလွတ်အပ်သေးဘူးလို့ပြောပါတယ်။3အခြေခံဥပဒေပြင်ဆင်ရေးကိုငင်းပယ်ခြင်းညချမ်းရှိအခြေခံဥပဒေကိုပြင်ဆင်ပြီးစစ်တပ်ကိုနိုင်ငံရေးကဖယ်ထုတ်ဖို့ဆိုတာလက်ရှိအခြေအနေမှာမလိုအပ်ဘူးလို့သူကအခိုက်အမာဆိုခဲ့ပါတယ်။သတင်းတင်ဆက်သူဦးလှဆွေရဲ့ဒီပြောကြားချက်တွေထွက်ပေါ်လာပြီးနောက်မှာပြည်သူလေးကြားမှာဝေဖန်မှုတွေပြင်းထန်ခဲ့ပါတယ်။အထူးသဖြင့်မရောက်လွင်းဆိုတဲ့အသုံးသူက Let him dream လို့မှတ်ချက်ပေးခဲ့တာဟာလူကြိုက်အများဆုံးထည့်ခဲ့ပါတယ်။နိုင်ငံရေးလဲလာသူတွေကတော့ဒါဟာပြည်သူစံသားထက်အာဏာရှင်စနစ်ကိုအသက်သွင်းဖို့ကြိုးစားနေတာဖြစ်တယ်လို့စစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီကြားကခွဲခြားမရတဲ့ပတ်သက်မှုကိုပြသလိုက်တာပဲလို့တုံ့တက်ကြပါလေ။ဒီမိုကရေစီနိုင်ငံတစ်ခုမှာအုပ်ချုပ်မဲ့တတန့်ကိုပါတီတစ်ခုတည်းကကြိုတင်သတ်မှတ်ထားတာဟာတရားမျှတတဲ့ရွေးကောက်ပွဲစနစ်ကိုစိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။ဗီဒီယိုအစမှာကိုကျော်မျိုးမင်းပြောသွားတယ်လို့ပဲကျွန်တော်တို့မြန်မာပြည်ကိုတကယ်ချစ်ကြရဲ့လားအတ္တတွေနဲ့လိန်ညာနေသူတွေထဲမှာကျွန်တော်တို့မပါဖို့လိုပါလဲ။ဦးလှဆွေရဲ့စံပါညက်အုပ်ချုပ်ရေးအိမ်မက်ကတကယ်ပဲတိုက်ပြီးအကြလားဒါမှမဟုတ်သူတို့ပါတီတည်မြဲရေးအကြလားဆိုတာကတော့ပရိသတ်ကြီးစဉ်းစားဖို့ပဲဖြစ်ပါတယ်။ပြည်သူအတန်ကိုနားမထောင်ပဲအာဏာကိုပဲဖတ်တွေ့ထားခြင်းနဲ့ဒီလိုလောက်ရက်တွေကတိုင်းပြည်ကိုဘယ်စီဥတီထွားစေမလဲ။ပရိသတ်ကြီးရဲ့အမြင်ကိုလည်း comment မှာ